Hello အားလုံးပဲမင်္ဂလာပါဒီနေ့အပြည့်ပြည့်စဖြစ်တာကတော့အမကြီးတွေ့ခဲ့ဆန်ကငိုင်းကိုကျော်လေးရဲ့ငွေဒီပေါ်ကျော်လေးပဲဖြစ်ပါတယ်အရန်ကောင်းတော့အရန်ဆောင်းလို့ကောင်းတာငွေဒီပေါ်ကျော်လေးကလည်းချွတ်ရွာနေတာပဲအထက်လေးမမြင်ပဲဆန်လေးရတယ်လေလုံးဝအစ်စ်ပြူတော့အိုက်တော့စားရတော့ချိုးနေဆောင်းရင်ကောင်းတာတကယ်ကိုကောင်းတော့ဆိုစိတ်ဤဖန်စိတ်ဆိုတာဒါလေးရောငိုင်းကိုကြွလေးပြပါတယ်စားတာတော့တော့ချိုးနေပြီပေါ့နော်ဒါတပိတဲ့ထိုင်စားနေတာတော့ချိုးရွာနေတော့သူကလေတခုကလေတခုကောင်းတာအရင်နဲ့လုံးဝမရဘူးဒီလားငါးရင်နဲ့လုံးဝမရဘူးသူကတော်တော်လေးကိုကောင်းတယ်ငရုတ်တီးလေးနဲ့ဆက်ပြဲလာတာပဲငယ်လည်းမငန်အရန်ကောင်းတော့တော်တော်လေးကိုကောင်းအစစ်စားနေကြငိုင်းကိုကြွနေတယ်သူပေါ့နော်အရန်ကောင်းတယ်နော်ကျိုးရွာနေတာပဲတကယ်အစတဲ့ရွာတော့နော်လည်းရမ်းမိုက်တော့အရန်ကောင်းတော့အရန်ချိတ်တော့ဒါလေးရောငိုင်းကိုကြွလေးဖြစ်ပါတယ်နှစ်ဘူးဝယ်ဖြစ်တယ်ပေါ့နော်အဲ့နှစ်ဘူးကတဘူးကစီစီစားတယ်တဘူးကမိတ်တွယ်လေးပဲဖြစ်ပါတယ်အရန်စားကောင်းပါတယ်ကျေးဇူးတင်ပါတယ်တတာ